အားလုံးပဲမင်္ဂလာပါကျွန်တော် admin IC ပါညအတွက်အချက်မှုကို Telegram Channel မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ